ကျမကိုယ်တိုင်နဲ့ခါနာဝေနာကိုခံစားမှုရဲ့သူအနေနဲ့ခါနာခြင်းကိုစနစ်တကျကာကွယ်ကူတာဖို့ဒီလန်လေးတွေကိုမျှဝေပေးခြင်းပါတယ်ခါကြီးပေါင်းခစီယူဂျုံချင်းနာရာရှိခါနာယောဂစတာတွေကြောင့်ခါနာကြတာများပါတယ်ဒီလိုယောဂတွေဖြစ်တဲ့အခါမှာအင်မတန်နာကျင်ရပြီးတော့နေရခတ်တာကိုလည်းကျမအနေနဲ့နားတယ်ပါတယ်ခါနာတာတတဘူးဆိုတာကနေ့စဉ်လွယ်ကူတဲ့အလေးကျင့်လေးတွေနဲ့ကာကွယ်ကူတာနိုင်ပါတယ်အရေးကြီးဆုံးအချက်ကတော့ခါနာနေချိန်မှာခါကြွက်သားတွေကိုခီရုပ်အောင်လှုပ်ပြီးဖို့ရည်ကြည်ပါတယ်။ဘာလို့လုပ်ပေးရမလဲဆိုလို့ရှိရင်ရှင်နွေးအိတ်ကတ်တာဆေးအပူဒိန်နာခါကိုတေချာထောက်ပံ့ပေးနိုင်တဲ့ခပတ်တွေသုံးပေးတာအိမ်မှာလုပ်လို့ရတဲ့ခါနဲ့ဝမ်ဘိုက်ကြွက်သားပြန်လှည့်တက်မှလာအောင်လေ့ကျင့်ခန်းတွေကိုပုံမှန်ပြုလုပ်ပေးလို့ရပါတယ်။ဒါတွေကနာကျင်မှုကိုအများဆုံးသက်သာစေပါတယ်။ရှောင်ကျဉ်တဲ့အပြုတ်မှုတွေကတော့မတ်တက်တရက်နေတာခါကုန်းပြီးတော့ထိုင်ကုန်မှထိုင်နေတာဒင်းတန်တဲ့ပစ္စည်းတွေကိုမှားတာအိတ်တဲ့အခါမှာပေးစားမိအိတ်တာဒီလိုအပြစ်မှုတွေကခက်စစ်ရိုးကိုပို့ပြီးတော့ဖိအားတက်ရောက်စေပါတယ်နောက်ထပ်အရေးကြီးတာကတော့အိတ်တဲ့ပုံစံနဲ့ခါအနောက်ကထောက်ပံ့မိထားတဲ့ပစ္စည်းတွေပါပဲခါနာဝေနာရှင်တွေအတွက်တီးတက်ထုတ်ထားတဲ့မွေးရတွေခါအာယုံကြောကြုံခြင်းအတွက်အထူးပြုလုပ်ထားတဲ့ခါနောက်မီကူရှင်အိတ်တဲ့အခါမှာခါအောင်မှာထားအိတ်ရတဲ့ခါနာတတစီရဲ့ခါအောက်ခံကူရှင်လေးတွေကိုရွေးချယ်အသုံးပြုသင့်ပါတယ်ခါနာခြင်းဝေဒနာဆိုတာဟာတသက်လုံးဖိဆိုင်ပြီးတော့နေထိုင်သွားရမယ့်အရာတစ်ခုဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာတည်တည်မွမွအပြောင်းအလဲတွေကိုပြုလုပ်ပေးဖို့အရေးကြီးပါတယ်ကျမကခါနာဝေနာတက်တာပြီးတော့နေ့စဉ်ဘဝကိုပုံမှုပျော်ရွှင်စွာဖြတ်တန်းနိုင်မှုအတွက်ဒီလိုမျိုးအသိပညာလေးတွေကိုဆက်လက်မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကျမရဲ့ YouTube channel လေးကို subscribe ပြုလုပ်ပေးထားပါအောင်နော် Facebook Telegram နဲ့ TikTok မှာလည်းမတူညီတဲ့ content ပုံစံလေးတွေနဲ့ကျမရဲ့အသိပညာများကိုမျှဝေပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ကပေးထားတဲ့ link တွေကနေပြီးတော့ like and subscribe follow ပြုလုပ်ပေးထားကြပါအောင်နော်အားလုံးပဲခါနာဝေနာကိစ္စင်ပြီးတော့ကျမပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုအိုက်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ဒီဗီဒီယိုလေးကိုလည်းလိုအပ်နေတဲ့သူတွေစီကိုမျှဝေပေးခြင်းအပြင်ကုသိုလ်ယူလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါအောင်မယ်